အိုးမဲ့အိမ်မဲ့မျိုးသားတဦးဟာသူ့ရဲ့ခွေးလေးနဲ့အတူ 7-Eleven ဆိုင်တဆိုင်ရဲ့အပြင်ဘက်မှာနားခိုနေခဲ့ပါတယ်။သူကိုယ်တိုင်မှလည်းဘာတစ်ခုမှမပြည့်စုံမရှိစင်းရဲဖြစ်နေပေမဲ့ခွေးလေးကိုတော့သူတက်နိုင်သမျှအကောင်းဆုံးပြုစုဆောင်ရှောက်ခဲ့ပါတယ်။တနေ့အဲ့ဒီမျိုးသားကွယ်လွန်သွားတဲ့အခါမှာတော့ခွေးလေးဟာအဲ့ဒီနေရာကနေဘယ်မှမသွားဘဲခေါင်းမာမာနဲ့ဆက်ပြီးစောင့်ဆိုင်းနေခဲ့ပါတယ်။အနီးနားကဒေသခံတွေကလည်းခွေးလေးကိုအစာကျွေးပြီးဆက်လက်စောင့်ဆိုင်းနေနိုင်ဖို့စောင့်တထဲပါပေးခဲ့ကြပါတယ်။သူ့ရဲ့အကြောင်းအရာဓာတ်ပုံတွေဟာအင်တာနက်ပေါ်မှာအကြီးအကျယ်လူပြောများသွားခဲ့ပြီးနောက်ဆုံးမှာတော့နိုင်ငံရဲ့မင်းသမီးလေးထံအထိသတင်းရောက်ရှိသွားခဲ့ပါတယ်။အဲ့ဒီမင်းသမီးလေးဟာတိရစ္ဆာန်လေးတွေကိုကူညီဆောင်ရှောက်ရတာကိုအလွန်သဘောကျသူတဦးဖြစ်ပါတယ်ဒါကြောင့်မို့လို့ဒီအကြောင်းကိုသူမသိရှိသွားတဲ့အခါမှာတော့တစ္ဆာရှိတဲ့လမ်းဘေးခွေးလေးကိုမွေးစားလိုက်ပြီးတော်ဝင်ခွေးလေးတစ်ကောင်ဖြစ်ပြောင်းလဲပေးခဲ့ပါတော့တယ်။ပူနေတဲ့တန်မိုးတစ်ချောင်းနဲ့ပလင်းဖုံးကိုထိုးဖောက်ပြီးအပေါက်လေးတွေအများကြီးလှုပ်လိုက်ပါပြီးရင်အဲ့ဒီထဲကိုရေမြုပ်ပိုင်းစလေးတစ်ခုညှက်ထည့်လိုက်ပါအခုဘောလုံးတစ်လုံးရဲ့အဝကိုပလင်းဖုံးပေါ်ဆွတ်လိုက်ပြီးဘောလုံးရဲ့ကျင်းမြောင်းတဲ့လေပင်ပိုင်းအမီးပိုင်းကိုဖြတ်ထုတ်လိုက်ပါပြီးနောက်ထပ်အစွန်းတစ်ဖက်ကိုရေပုံပိုင်းကောင်းမှာဆွတ်လိုက်ပြီးမြဲမြံနေအောင်စကြိုးနဲ့ပတ်ပြီးချီနှောင်လိုက်ပါအခုဆိုရင်ရေဖွင့်လိုက်တဲ့အခါရေတွေဟာစီးဆင်းသွားပြီးအပေါက်လေးတွေရဲ့ကနေပန်းထွက်လာမှာဖြစ်လို့စိတ်ကြိုက်ရှိပြောင်းလို့ရတဲ့ရေပန်းကောင်းလေးတစ်ခုကိုရရှိသွားမှာဖြစ်ပါတယ်ဒါပေမဲ့အချိန်ကြာလာတာနဲ့အမျှအဲ့ဒီရေမြုပ်ထဲမှာဘက်တီးရီးယားတွေပေါက်ဖွာလာနိုင်ပြီးတင်းရဲ့ရေပုံပိုင်းကောင်းကိုပိုးမွားတွေဖြန့်ဝေရနေရတစ်ခုဖြစ်လာစေနိုင်ပါတယ်